ဒီဓာတ်ပုံကသတင်းမှမဟုတ်ပါဘူးအမှန်တကယ်ဖြစ်ပါတယ်ဒေါ်နယ်ထရမ့်ကိုယ်တိုင်သူ့ရဲ့ social media ပေါ်မှာတင်ထားခဲ့တာပဲဖြစ်ပါတယ်ဘာကြောင့်ဒီလိုဖြစ်လဲဆိုလို့ရှိရင်အမေရိကန်နိုင်ငံရဲ့နိုင်ငံခြားရေးမူဝါဒတွေနဲ့ပတ်သက်ပြီးတော့မှပုတ်ရဟန်းမင်းကြီးပြီးတော့မှဝေဖန်ပြောဆိုထားတာတွေရှိပါတယ်အဲ့ဒီပြောဆိုပြီးနောက်ပိုင်းမှာဒီဒေါ်နယ်ထရမ့်ကသူ့ကိုယ်သူဒီယေရှုခရစ်တော်ပုံစံလိုမျိုး AI နဲ့ဖန်တီးထားတဲ့ဓာတ်ပုံကိုတင်ခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့လည်းပြင်းထန်တဲ့ဝေဖန်မှုတွေတက်လာတဲ့အတွက်ကြောင့်မလို့ဒီပုံတင်ပြီးတော့12နာရီအကြာမှာသူပြန်ဖြုတ်ခဲ့ပါတယ်အဲ့တော့သတင်းသမားတွေနဲ့တွေ့တဲ့အခါမှာသူကတော့သူ့ကိုဒီသတင်းသမားတွေကဘာသာရေးရတိုက်ခိုက်နေပါတယ်ဆိုပြီးသူပြောဆိုခဲ့ရပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့သူ့ရဲ့ပြောဆိုချက်လေးတွေကိုတစ်ချက်လေးလာကြည့်ကြမယ်နော် I did post it ဟုတ်တယ်သူအမှန်တကယ်တင်ခဲ့ပါတယ် and I thought it was me as a doctor as a Red Cross worker which we support ကျွန်တော်တို့ဟိုထောက်ခံတဲ့အားပေးတဲ့ Red Cross worker ဆိုလိုချင်တာကချက်ချင်းနီဝန်ထမ်းသို့မဟုတ်ဆရာဝန်ပုံစံပဲသူ့ကိုယ်သူသဘောထားပြီးတင်ခဲ့တာဖြစ်တယ်လို့ပြောထားတာပဲဖြစ်ပါတယ် It wasn't a depiction it was me it wasn't a depiction ရဲ့အဓိပ္ပာယ်ကတရုပ်ဖော်ထားတာပုံဖော်ထားတာကိုပြောချင်တာပါဆိုလိုချင်တာကဒါဟာ Jesus Christ နေရာမှာသူ့ကိုယ်သူပုံဖော်ထားခြင်းမဟုတ်ပါဘူးသူမှသူအစ်စ်ပါလို့ပြောထားတာပဲဖြစ်ပါတယ် It's supposed to be me as a doctor making people better သူတင်ထားတာကတော့ဆရာဝန်တယောက်ကဒီနေမကောင်းတဲ့သူကိုစိတ်ကူပေးနေတဲ့သဘောမျိုးနဲ့သူဟာတင်လိုက်ခြင်းဖြစ်ပါတယ်ယေရှုခရစ်တော်ပုံစံတင်ထားခြင်းမဟုတ်ပါဘူးဆိုပြီးတော့မှသူ့ဘက်ကပြန်နေဖြေရှင်းထားတာပဲဖြစ်ပါတယ်ဒီပုံက social media ပေါ်မှာအရန်ပြန့်နှံ့ပြီးတော့မှလူတွေကြားထဲမှာလည်းဝေဖန်မှုတွေတော်တော်ကြီးကိုပြင်းပြင်းထန်ထန်မြင့်တက်သွားတာပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့သတင်းကတော့ဒီလောက်ပါပဲရှင်နားထောင်ပြီးရတော့အားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်